ရထားစီးနေတာမဟုတ်ဘူးလင်းစီးနေတာလည်းမဟုတ်ဘူးဘာစီးနေလဲဆိုရင်ကစားကွင်းမှာရှိတယ်ဟိုကျိုးနဲ့ဆွဲထားတဲ့ဟာလေးဘာဘယ်လိုခေါ်တာလဲမသိဘူးအဲ့ဒီဟာစီးနေတာပါရှင်တော့ရည်ရတယ်နော်ဘာမှလည်းမဟုတ်ဘူးနဲ့ပတ်စံလေးကုန်ခံပြီးတော့ကစားကွင်းသွားဟုတ်စီးဒီစီးကောင်းလို့မို့အဲ့တော့ကိုလေးနာပြီးတော့ပြန်လာရတယ်ကွယ်ပြန်လာတဲ့ချိန်ရတယ်လေလမ်းမှာလေမလေးမောင်ပြီးတော့စိုက်ကဲသမားနေတော့စကားတွေပါနေများကွယ်နောက်တစ်ခါဆိုရင်တော့ဒီလိုမျိုးတရစ်ထဲခရီးမသွားတော့ဘူးညအဲ့ပဲသွားတော့မပဲနေရဖြစ်ဖြစ်အင်ပန်းနေအခန်းပြန်